Hello guys ဘယ်လာပါဆရာဒီနေ့မှာတော့ဗဖက်ကြီးထားပါခေါ်မယ်ပေါ့နော်ဒီနေ့ပဲကဲတော့လိုက်ရအောင်ကဲရောက်ပါပြီတော်များပါပဲเนาะကဲတော့စခေါ်လိုက်ရအောင်ကြောက်ခွေးတော့လောက်လာကြတော့လိုက်ပြောနေအဲ့လိုကြပါသူကလောက်ထားရလေးရလေးတော့ဟောတာလောက်ထားတာကြီးတော်တော်လေးကိုလှရဲပြီးတော့တကယ်အပြားဟိုဘလော့တွေကထားွာအတိုင်းပဲပေါ့နော်တော်တော်လေးကိုတူပါရဲ့ဟိုဘလော့စောလို့မရတဲ့သူတွေဆိုရင်ဒီ Sakura School ထဲမှာဒီထားွာလေးကိုလာခုံကြည့်ပါโอเคအဲ့လိုကြပါโอเคဘလို့ရမ်းခါနေတယ်ဒီကတကောင်ဟာဘလို့တက်ကမလဲဒီကခုံမိတက်ဒီရပြီအဲ့ဒါခုတော်တော်ပြီးပြီနည်းနည်းလေးပါခေါင်းမဲစားမေ့သွားတယ်ဘလို့လည်းမှကျွန်တော်ဒီတိုင်းပဲခေါင်းမဲစားနှိပ်ဖို့မေ့သွားအမြင်โอเคပါရမဟုတ်တာโอเคဒီကြခဲ့တယ်ဟာတော့ဘလို့ရမှာရမ်းထိန်တော့လို့မရဘူးကွာတိတ်ခွာတိတ်မကောင်းစိတ်တွေလည်းပြက်ပါရဲ့ဟေးချက်တွေတော့ကွဲကုန်ပါပြီသွားမယ်တလှီကားရနေရမှာငါချက်တော့ကိုသွားထုတ်မိတာမှာแล้วก่อนโชว์วินัยโอเคเวลาดูနောက်ခါဘာထားပါလိခုံပြရအောင်လေရှင်ယူရတော့တွားကြည့်နေယူရတော့ခုံပြအမလေးသေးပါဗျယူရတော့ခုံပြစီစဉ်နဲ့ထားပါလိရှိရဆိုရင် comment မှာမှတ်ခဲ့ကြပါရှင်အမလေး ID လေးကိုပြောတာပါနော်တေးပြီဟာတေးပါပြီအဲ့နဲ့တော်တော်ဆိုးတယ်ဟဲ့ဝိုင်းဘလို့လောက်ရမလဲအဲ့ဒီမထီဘူးလေကွရောမလေးဒီမှာရိုးအကျိုးတေးကုန်ပါယူရတော့ concession နဲ့ခြာဝါလေးတွေရှိရင် ID နံပါတ်လေး comment မှာရေးပေးကြပါဖြစ်ခုံပြပါမဟုတ်ဘူးဘယ်လာခုံပြပါမယ်နော်ဒီစက်ကရှိပဲထွက်နေနာမည်ပြောင်းတာမမှတ်မိဘူးညခေါ်ရတယ်ချိုးရအလုံးကြီးတော့တော်တော်လေးလာရဲ့အကြောင်းလေးညာလေနုဝါလိုက်ရှင်းသွားလိုက်ကဲပန်းနိုင်ရပါပြီနိုင်ရပါပြီရှင်ဘာဖက်ချီလေးလာဒီကြီးအပြာလေးကြိုက်အပြာရောင်ဘယ်ကအပြာကိုကြိုက်ရမှာနော်ကဲတော့အားမေးဘိုင်ဘိုင်ပါအားရှုခဲ့ကြတာကျေးဇူးတင်ပါတယ်ဗီဒီယိုလေးတော် sorry ပါ